အာမေးနီးယားရဲ့ခရီးယန်ဘာသာရေးသမိုင်းကိုကြည့်မယ်ဆိုရင်လေလူများစုကရောမအင်ပါယာကပထမဆုံးခရီးယန်နိုင်ငံလို့ထင်မှတ်ခဲ့ကြပြီမယ်အမှန်စစ်မှာတော့အာမေးနီးယားနိုင်ငံကဒီထက်အများကြီးစောပြီးယုံကြည်ခြင်းရဲ့အုတ်မြစ်ကိုချခဲ့တာဖြစ်ပါတယ်ခရစ်တက်ကရ300ခုနှစ်မှာဘယင်တီရဒစ်တုံးကအာမေးနီးယားကိုခရစ်ယာန်နိုင်ငံတော်ဘာသာဖြစ်တရားဝင်ကြေညာခဲ့ပြီးဒါဟာရောမအီဂရစ်ကိုစတင်တိုင်းဘာသာကိုခွင့်မပြုခင်12နှစ်စောတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်ဒီဖြစ်စဉ်ရဲ့နောက်ကွယ်မှာစိတ်ဂရီဂိုရီဆိုတဲ့လူငယ်ခရစ်ယာန်တအူရဲ့ထူးခြားတဲ့ဇာတ်လမ်းရှိပါတယ်အစပိုင်းမှာဘယင်တီရဒစ်ဟာခရစ်ယာန်တွေကိုပြင်းထန်စွာနှိပ်ကွပ်ခဲ့ပြီးဂရီဂိုရီကိုခေါ်ဗီယက်လို့ခေါ်တဲ့နတ်ရှိုင်းနဲ့မြောက်တွင်ထဲမှာ73နှစ်ကြာအောင်ပိတ်လောင်ထားခဲ့ပါတယ်အဲ့ဒီတွင်ဟာအစိတ်ရှိတဲ့သတ္တဝါတွေနဲ့ပြည့်နေပြီးဘယ်သူမှရှင်သန်နိုင်လောက်တဲ့နေရာမဟုတ်ပါဘူးဒါပေမဲ့ဒန်နာယူတွေအရတော့ဂရီဂိုရီဟာဘုရားသခင်ရဲ့ဗျာဒိတ်ကြောင့်မှုတ်ဆိုးမတအူနေ့တိုင်းလှုပ်ဝက်ပစ်ပေးတဲ့ပေါင်မုတ်တစ်လုံးနဲ့ပဲအသက်ရှင်ကြံ့ရိတ်ခဲ့တယ်ဆိုပါတယ်နောက်ပိုင်းမှာဘရင်ကြီးဟာပြင်းထန်တဲ့စိတ်ဝေဒနာခံစားရပြီးဘယ်ဆေးမှမတိုးတော့တဲ့အခါတွင်းထဲကဂရီဂိုရီကိုပြန်ထုတ်ပေးဖို့အမိန့်ပေးခဲ့ရပါတယ်ဂရီဂိုရီရဲ့ဆူတောင်းခြင်းနဲ့အတူဘရင်ကြီးယောဂပျောက်ကင်းသွားပြီးအဲ့ဒီအဖွဲ့အမှုကိုအကြောင်းပြုပြီးတနိုင်ငံလုံးခရစ်ယာန်ဘာသာကိုပြောင်းလဲလက်ခံခဲ့တာဖြစ်ပါတယ်ဒီဇလန်ဟာအာမေးနီးယားရဲ့ယုံကြည်ခြင်းသမိုင်းမှာအမောင်ထုကနေအလင်းရောင်စီကိုထွက်လာတဲ့ခရီးအဖြစ်မှတ်တမ်းတင်ခံထားရပါတယ်ဒီလိုနဲ့ပဲအာမေးနီးယားမှာကမ္ဘာရှိအကျဆုံးဘုရားကျောင်းတော်ကြီးဖြစ်တဲ့အာရှမီအဇန်ကို301ခုနှစ်ကနေ303ခုနှစ်အတွင်းတည်ဆောက်ခဲ့ပါတယ်ဂရီဂိုရီကယေရှုခရစ်တော်ကောင်းကင်ကဆင်ပြီးရွှေတူနဲ့မြေကိုရိုက်တဲ့နေရာမှာဘုရားကျောင်းဆောက်ဖို့ဗျာဒိတ်မြင်မှတ်ခဲ့တယ်လို့ဆိုပါတယ်HMIA ဆိုတဲ့အမည်ကလေတပါးတဲ့တော့တားတော်စင်းသားရရက်လို့အတိတ်ပဲရပါတယ်ဒါအပြင်တောင်နံကြောက်သားတွေကိုထွင်းထူထားတဲ့ဂတ်ခရောဘုံတော်ကြီးကျောင်းမှာခရစ်တော်ရဲ့နဘေးကိုထိုးပေါက်ခဲ့တဲ့လမ်းတော်ကိုလည်းရာစုနှစ်ပေါင်းများစွာသိမ်းဆည်းခဲ့ကြောင်းယုံကြည်ကြပါတယ်အာမေးနီးယားလူမျိုးတွေကသူတို့ရဲ့ယုံကြည်ခြင်းကိုထိန်းသိမ်းဖို့အတွက်ဘာသာစကားကိုပါဖန်တီးခဲ့ကြပါတယ်ခရစ်တက်ကရ405ခုနှစ်မှာမတ်စရောမတ်စတာဆိုတဲ့ဘုန်းတော်ကြီးကအာမေးနီးယားအခရာကိုတည်ထွင်ခဲ့ရတဲ့အဓိကရည်ရွယ်ချက်ကတမန်ကျမ်းစာကိုမိခင်ဘာသာစကားနဲ့တိုက်ရိုက်ဖတ်ရှုနိုင်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်အာမေးနီးယားစာပေရဲ့ပထမဆုံးစာကြောင်းဟာပညာနဲ့ဆုံးမစကားကိုသိနာလဲစေရန်ဆိုတဲ့ကျမ်းစကားဖြစ်ခဲ့ပြီးဘာသာစကားစာပေနဲ့ယုံကြည်ခြင်းကိုတရားတဲ့ပေါင်းစည်းစေခဲ့တဲ့ထူးခြားတဲ့အချက်ပါပဲအိန္ဒိချင်းအင်ပါယာကြီးတွေရဲ့ဖိနှိပ်မှုတွေကြားမှာအာမေးနီးယားဟာယုံကြည်ခြင်းတို့အသေးခံတိုက်ပွဲဝင်ခဲ့တာလည်းရှိပါတယ်AD 451ခုနှစ်ဗာဒနက်စစ်ပွဲမှာပါရှန်အင်ပါယာကဇိုရိုစထရီယန်ဘာသာကိုအတင်းကျပ်ပြောင်းခိုင်းတာကိုအာမေးနီးယားစစ်သူကြီးဗာဒန်မာမီကိုနီယန်ဦးဆောင်ပြီးအရေးအတွက်အစမတန်ကာဟပေမဲ့ခုခံတိုက်ခိုက်ခဲ့ပါတယ်သူတို့စစ်ရှုံးခဲ့ပေမဲ့အဲ့ဒီသွေးမြေကြမှုကြောင့်ပါရှန်တွေဟာအာမေးနီးယားလူမျိုးတွေရဲ့ယုံကြည်မှုကိုဘယ်တော့မှဖျက်ဆီးလို့မရဘူးဆိုတာသိလာပြီးနောက်ဆုံးခရစ်ယာန်ဘာသာကိုလက်လက်စားကိုးကွယ်ခွင့်ပေးခဲ့ရပါတယ်ဒါဟာကမ္ဘာသမိုင်းမှာဘာသာရေးလွတ်လပ်ခွင့်အတွက်ပထမဆုံးတိုက်ပွဲတစ်ခုလို့တောင်သတ်မှတ်ခံရပါတယ်နောက်ထပ်ထူးခြားချက်တစ်ခုကတော့အာမေးနီးယားတနိုင်ငံလုံးမှာတွေ့ရတဲ့ခက်ရှ်ခါခေါ်ကြောက်လက်ဝါကားတိုင်းတွေပါပဲသူတို့ဟာရိုးကြောက်တုံးတွေမဟုတ်ပဲလက်ဝါကားတိုင်းကိုပန်းတွေပန်းခတ်တွေအသီးအနှံပုံစံလေးနဲ့ထွင်းထူထားတာဖြစ်ပြီးယေရှုရဲ့ဝေဒနာကိုမပြဘဲရှင်သန်ခြင်းနဲ့ရှင်ပြန်ထားမြောက်ခြင်းကိုသာအလေးပေးဖော်ကျူးထားပါတယ်ဒါအပြင်အာမေးနီးယားလူမျိုးတွေကသူတို့နိုအာရဲ့တိုက်ရိုက်မျိုးဆက်တွေလို့ယုံကြည်ကြပြီးကျမ်းစာလားနိုအာရဲ့သင်္ဘောစိုက်ကပ်ရာအာရတ်တောင်ကိုသူတို့ရဲ့အမျိုးသားပြရုပ်ဖြစ်နိုင်ငံတော်တစိမ့်မှာတောင်ထည့်သွင်းထားပါတယ်ဒီလိုနဲ့ပဲအာမေးနီးယားဟာရောမပါရှန်အော်တိုမန်စတဲ့အင်ပါယာကြီးတွေကြားထဲမှာညှက်နေခဲ့ရပေမဲ့သူတို့ရဲ့ဘာသာစကားစာပေနဲ့ယုံကြည်ခြင်းကိုခိုင်ခိုင်မြဲမြဲထိန်းသိမ်းနိုင်ခဲ့တဲ့အတွက်ဒီနေ့ထိကမ္ဘာပထမဆုံးခရစ်ယာန်နိုင်ငံအဖြစ်ဂုဏ်ယူစွာရပ်တည်နေနိုင်တာဖြစ်ပါတယ်အာမေးနီးယားရဲ့ယုံကြည်ခြင်းကလည်းသမိုင်းရဲ့အပြောင်းလဲတိုင်းမှာခိုင်မြဲတဲ့အုတ်မြစ်တစ်ခုဖြစ်ဆက်လက်တည်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်အခုလိုခရစ်ယာန်တွေနဲ့ဆိုင်တဲ့အဟုလာများကိုလေ့လာတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်ရှုလေ့လာသူရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ